အာဆနယ်နိုင်ပွဲတွေကိုရက်တန့်ပစ်လိုက်တဲ့တန်တက်ဆန်နာလန်အသင်းအာဆနယ်အသင်းဟာပြိုင်ပွဲဆောင်10ပွဲဆက်အနိုင်ရရှိထားပြီး10ပွဲဆက်ပေးကိုမရှိဆန်ခြင်းကိုပထမအဆုံးတင်နိုင်တဲ့ပရီးမီးယားလိအသင်းဖြစ်ပါတယ်။ဒါပေမဲ့မနေ့ကပရီးမီးယားလိပွဲစဉ်7မှာတော့ဆန်နာလန်အသင်းဟာအာဆနယ်အသင်းရဲ့မတန်ကောင်ကိုချိုးဖျက်လိုက်ပြီးဖြစ်ပါတယ်။ဆန်နာလန်အသင်းဟာတန်တက်အသင်းဆိုပေမဲ့ပရီးမီးယားလိမှာတော့အသင်းကြီးတွေနဲ့အပြန်အမတ်ပေးစီရထိတ်အဆင့်၄နေရာမှာရပ်တည်နေပါတယ်။ဆန်နာလန်အသင်းဟာအသင်းကြီးတွေနဲ့ထိတ်တိုက်တွဲဆုံရမှာမန်ယူကိုမနိုင်ပေမဲ့ကပတ်ချန်ပီယံချက်စီအသင်းကိုတော့အဝေးကွင်းမှာ2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူထားပါတယ်။ဒီပွဲစဉ်မှာလည်းအာဆနယ်အသင်းကို2-2ဆိုတဲ့ရလဒ်နဲ့ဖော်ဆောင်ထားပါတယ်။ဆန်နာလန်အသင်းဟာဒီနှစ်မှာအသင်းကြီးတွေကိုထပ်ပြီးဒုက္ခပေးနိုင်တဲ့ The House အသင်းဖြစ်လာနိုင်ပါတယ်။အာဆနယ်အသင်းဟာလည်းစောင်းတွင်းရောက်တာနဲ့ခြေချော်တက်တာကြောင့်ဒီနှစ်မှာလည်းပရီးမီးယားလိဖလားကိုအခြေဦးနဲ့လွဲတယ်လို့မျိုးထပ်ပြီးလွဲအောင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆင့်1နေရာမှာ6မှတ်အကွာနဲ့ရပ်တည်နေတဲ့အာဆနယ်အသင်းဟာ3နှစ်ဆက်လွဲခဲ့တဲ့ပရီးမီးယားလိဖလားကိုဒီနှစ်မှာထိုက်တိုက်တန်ရယူသွားမလားဆိုတာကိုမတ်လီမှာမှန်သွားခဲ့ပါအောင်နော်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။